ဒီငရုတ်ပင်လေးကိုကြည့်လိုက်ပါဦးဘာမြေဩဇာမှလည်းမကြွေးထားဘူးဘာကယူဆိုင်မှုမှလည်းမရှိပဲဒီအကြောင်းကြားရင်းကနေအားမှန်အပြည့်နဲ့ထွက်လာတာပါငရုတ်တီလေးတွေကိုလည်းအများကြီးတီးပေးတယ်တခါတလေကြာရင်ကျမတို့ဘဝမှာလေဘသူအကူညီမှမပါပဲတယောက်တည်းရုန်းကန်နေရတာမျိုးရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒါကကြောက်စရာမဟုတ်ပါဘူးဘသူဘာပြောဘသူဘလို့ပဲထင်အဓိကကကိုဘလို့တန်ဖိုးထားတယ်လဲဆိုတာပါပဲကိုရဲ့ရက်တီချက်ကခိုင်မာနေဟုပဲလိုပါတယ်ဒီငရုတ်ပင်လေးလိုပေါ့တယောက်တည်းယုံထွက်လာရပြီမေအသီးအပွင့်နေနဲ့တန်ဘူးရှိနေရပဲလीဒါကြောင့်ကိုယုံကြည်မှုရှိနေရှေ့ဆက်ရအောင်နော်ရှင်တန်မှုတိုင်းမှာတန်ဘူးရှိပါတယ်မီးအော်စားမပါပဲကြောက်ပြားကြားကနေအားမှန်နဲ့ရှင်တန်နေတဲ့ဒီငရုတ်ပင်လေးကကျမကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်ဘဝမှာတယောက်တည်းယုံကန်နေရရင်လည်းမကြောက်ပါနဲ့ကိုယ့်ရဲ့တန်ဘူးကကိုယ့်ရဲ့ရက်တီချက်ပေါ်မှာပဲရှိတာမှာအားလုံးပဲအဆင်ပြေကြပါစေရှင်